မ
သက်ဆိုင်ရာစာမွေးများကိုကောင်းစွာအောင်မြင်ပေါင်းရောက်ခဲ့ပြီးပညာရေးအဖွဲ့ကပညာချင်းခံကြရသူများကိုဘွဲ့အနှင်းလက်မှတ်ပေးအရန်ဤတက္ကသိုလ်ဘွဲ့နည်းစဉ်ကိုကျင်းပသည်တက္ကသိုလ်ပညာရေးအဖွဲ့ကဘွဲ့အသီးသီးအတွက်ကောင်းစွာအောင်မြင်ပေါင်းရောက်ခဲ့ပြီးပညာချင်းခံရသူများမတ်တက်ရကြသည်ပညာရေးအဖွဲ့ကထောက်ခံချက်ပေးပြီးဖြစ်သောဖွဲ့များကိုမောင်မယ်တို့အားအနှင်းလိုက်သောအခါနေ့စဉ်နေ့တိုင်းနေထိုင်ပြောဆိုမှု၌တက္ကသိုလ်ဖွဲ့ရများနှင့်တည်လျော်ထိုက်တန်စွာနေထိုင်ပြောဆိုပါနေဟုရိုးသားဆောင်ရွက်စွာဂရုပြုကြမည်သောကိုယ်ရှင်တရားကောင်းမြတ်မှုနှင့်မွန်မြတ်သောပညာရှာမိမှုကိုအခွင့်အရေးအစွမ်းတတ္တိရှိသည်များထိန်းသိမ်းဆောင်ရွက်ပါမည်ဟုဂရုပြုကြမည်သောအများပြည်သူတရားလုံးရင်းရဲသာယာဝါပြောရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုယ်ဆိုင်ဉာဏ်တန်းရှိသည်၍ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟုဂရုပြုကြမည်သောဥပဒေပညာရှင်တို့၏ဝိတရားများကိုသစ္စာရှိရှိတတိကြီးကြီးဖြင့်ထမ်းဆောင်ပါမည်ဟု၍၎င်းဥပဒေပညာရှင်တို့၏စေကျေမှုနှင့်အမည်သတင်းကောင်းမွန်မှုကိုအခါခတ်သိမ်းစောင့်ရှောက်ပါမည်ဟု၍၎င်းအဘိတရားလိုက်စားခြင်းဖြင့်ဥပဒေပညာရှင်တို့၏မွန်မြတ်သောလုပ်ငန်းဆောင်တာခရီးလမ်းလျှောက်မှ
ဤသည့်အခါမျှတွေ့ဖယ်ခြင်းမပြုပါဘူးလေတော့ပရိယူကြပြီတော့သက်ဆိုင်ရာဆောင်ရွက်များကိုကောင်းစွာအောင်မြင်ပေါင်းရောက်ခဲ့ပြီးပညာရေးအဖွဲ့ကပညာရေးခံရသူများကိုကျွန်ုပ်ကဝေများအနှင်းပါ
ဖြူ ဘုကောင်းနာပြောမှာ မဤခံကျော်မစုညံလုံး နောက်ဆုံးပါတိတ်ပါခေါ် မဝေးယူပါမြင့် ပါလာအေးရလာ မောင်နေဝင်းအောင်မောင်ကောင်းခန့်ပြေကျော် ဘောင်းတွေ့တာ မအေးစံဖြူ ပါဘာပေါ့အဲ့လိုဆိုင်တာ မစုစစ်စုံ ဘာဘာ မစောယုံနေမမေတ္တစင်ဖူ မဂျူအိရာကျော်မဣတနာကီမဂျရနာအောင်မကျူကျူလွင်မရင်းရွေးစိန်ကြီးမတဲစုလာမစုဝင်းထက်မကေသွေဝင်းမယူယူမြင့်မပဲယူမဝင်းဝေဝေမဝင်းသူစာမွေမဂျွန်းနတီဝေမဤဝင်းမဤဝန်စောမောင်မီဝေပိုင်မောင်ရင်းနာမမြတ်ဘုံဘုံ
ဘာမို့လို့ခင်ဗျာဝိဇ္ဇာဝဲအင်္ဂလိပ်စာအတွက်ကောင်းစွာအောင်မြင်ကောင်းပြပြီးပညာဝဲကရှင်ညာဖြစ်သောဝိဝိသများကိုကောင်းကျိုးပြမောက်ကိုဥဆောင်ပါဒီဒီစံThank you.
သိရှိကြစို့မောတော်လည်းရင် Foundation. Improvement. What do you do then? Let's show you here. เป็นรอยที่ Let's do that here. 这面部。好，有很。好，我再黑。好，我也黑。好，左面部。好，900多。好，有点菜。好，不错。要跪着屁股位。来伸伸步。要等等了啊。来，一边去。没不对。那一个呢？那这边呢？那里面那看。你也可以就。那属于问。你念。那别丢哎。也丢人来说。
ဒီလိုကိုရန်ကုန်ရှိပိုင်းတက်လို့ပါမောက္ခချုပ်အနေဖြင့်ကျွန်ုပ်တွေအနှင်ထားသောခွင့်အာဏာရကျွန်ုပ်ကမောင်မေတို့အားပေးအပ်သည်သက်ဆိုင်ရာဝဲလက်မှတ်များပေးအပ်ပြီးဖြစ်၍မောင်မေတို့၏ဝဲအသီးသီးနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝိယုံများကိုဝိသင်ရန်ခွင့်ပြုသည် မောက္ခချုပ်ရှင်ဝဲအသီးသီးအမည်ကြီးဖြစ်သောဝဲရပုဂ္ဂိုလ်များစရင်ကိုအတည်ပြုလက်မှတ်ရေးထိုးပေးပါရန်ပန်ကြားအပ်ပါသည် ရှင်ဝေယပုဂ္ဂိုလ်များဝေယဝိနည်းတပင်မိကုံဖျားပေးပါရန်ပန်ကြားပါသည်ရှင်ဝေးရမောင်မေကောင်းလို့ဒီကနေ့ကျင်းပတဲ့ရန်ကုန်ရှိပိုင်းတက်သူအဝေးတင်တင်တဲ့ရဲ့25ကြိမ်မြောက်ဝေလေးတင်ခမ်းနားကိုတက်ရောက်လာကြတဲ့ဝေးရမောင်မေများမိဘဆွေမျိုးများနဲ့သဟာယဖွဲ့ဝင်ဆရာကြီးဆရာမကြီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သရပါတယ်တက္ကသိုလ်ပညာရေးဘက်ကသက်ဆိုင်ရာဘွဲ့တွေနဲ့ထိုက်တန်တယ်လို့ကြေညာပြီးဖြစ်တဲ့ပုဂ္ဂိုလ်များကို၎င်းတို့နဲ့သက်ဆိုင်တဲ့ဘွဲ့တွေခံယူနိုင်ရလေလို့အတွက်ယခုလိုဘွဲ့လေးတွေကိုပြပပေးရခြင်းဖြစ်ပါတယ်။ဘွဲ့ရပါမယ်ပေါင်းလို့ဒီကနေ့နိုင်ငံတော်ကြီးကိုအေးချမ်းသာယာပြီးဖိမိဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်တည်ဆောက်ရရှိရာမှာအသိပညာရှင်အတတ်ပညာရှင်တွေအများကြီးပဲလိုအပ်ပါတယ်ဒီလိုလိုအပ်တဲ့ပညာရှင်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်နိုင်ငံတော်အနေနဲ့ပညာရေးကဏ္ဍကိုနိုင်ငံတကာအဆင့်မီတိုးတက်မြင့်မားလာအောင်စ
ဆောင်ရွက်ရရှိနေတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။နိုင်ငံတော်အနေနဲ့နောက်တစ်ချိန်မှာနိုင်ငံရဲ့တာဝန်အရရက်ကိုပခုံးပြောင်းတာဝန်ယူကြမယ့်လူငယ်တွေရဲ့အညီအတွေ့မြင့်မားလာစေဖို့အတွက်ဗတ်စုံကောင်းစုံကနေပြီးပြုစုပြိုးထောင်မြင့်တင်ပေးရရှိပါတယ်။ရန်ကုန်မှာရှေ့ပိုင်းတက္ကသိုလ်ဟာကျောင်းသားကျောင်းသူများကိုဘဝတစ်သက်တာစဉ်ဆက်မပြတ်တက်ကြွစွာလေ့လာသင်ယူသောနိုင်ငံသားတော်များဖြင့်ဝေထုတ်သင်ကြားပေးနေတဲ့တက္ကသိုလ်ဖြစ်ပါတယ်။သင်ယူမှုပတ်ဝန်းကျင်သားကောင်းတစ်ခုဖြစ်ဖန်တီးပေးရန်မျှော်မှန်းထားပြီးဆောင်ရွက်ရရှိပါတယ်။အမိတက္ကသိုလ်ရဲ့ရိတ်ကိုခိုးရုံပြီးရှောက်လန်းခဲ့တဲ့ပညာကြီးကိုပြန်ကြည့်ရင်မောင်မယ်တို့ညီမချက်တွေပေါင်းမြအောင်မြင်ဖို့အတွက်မောင်မယ်တို့နဲ့အတူတက္ကသိုလ်ရဲ့သင်ကြားရေးအဖွဲ့နဲ့အထောက်အကူပြုဖွဲ့လို့ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်ဆိုတာကိုနားလည်သဘောပေါက်စေချင်တယ်။ဝေးရမှာပဲပေါင်းလို့ဒီနေရာမှာအလေးအနက်လို့မောင်မယ်တို့ပညာရေးများကိုလေ့လာစီးပူးသင်ယူခဲ့ကြတဲ့တက္ကသိုလ်မှာအဝေးသင်သင်တန်းများဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်တွေကိုပြောကြားလိုပါတယ်။အဝေးသင်သင်တန်းတွေဖွင့်လှစ်သင်ကြားပို့ချရတဲ့ရည်ရွယ်ချက်တွေကတော့အကြောင်းမျိုးမျိုးကြောင့်ပုံမှန်တက္ကသိုလ်တွေကိုတက်ရောက်မလေ့လာနိုင်သူတွေအတွက်မိမိဒေသမိမိအလုပ်ခွင်မှာမခွဲခွာရပဲကုန်ကျစရိတ်အနည်းဆုံးနဲ့အစိမ့်မြင့်ပညာရပ်တွေကိုလေ့လာသင်ယူနိုင်ခွင့်ရရှိစေရန်အစိမ့်မြင့်ပညာရပ်တွေကိုတနိုင်ငံလုံးနေတဲ့ဒေသတွေမှာအကျဉ်းသင်ယူခွင့်ရရှိစေရန်အဝေးသင်သင်တန်းတက်ရောက်ပြီးအနှင်းချင်းမြင့်လိုက်တဲ့ဘွဲတွေဟာအခြားသောတက္ကသိုလ်များမှကြီးမြင့်တဲ့ဘွဲတွေနဲ့ရန်သူဖြစ်စေရန်အကြီးအကျယ်မြင့်မားတဲ့လူစွမ်းအားအရင်းမြစ်တွေကိုဝေးထုတ်ပေးနေရဖြစ်ပါတယ်။ဝေးတင်တင်ကြားရေးစနစ်ဆိုတာသင်ယူများအနေနဲ့ကိုယ်တိုင်လေ့လာမှုအပေါ်မှာအခြေခံထားတဲ့စနစ်ဖြစ်တယ်ဆိုတာသိရှိဖို့လိုပါတယ်။နိုင်ငံကဝေးတင်တဲ့လူတွေမှာကျင့်သုံးနေတဲ့မူတွေတိုင်းဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအပြန်အလှန်ထိတွေ့မှုရှိနေတယ်။သိပ္ပံဘာသာရေးများကိုလေ့လာသင်ယူနေကြတဲ့ကျောင်းသားကျောင်းသူများအတွက်နှစ်ပတ်တစ်ကြိမ်လက်တွေ့သင်ယူမှုတွေကိုပြုလုပ်ပေးခြင်းဝိဇ္ဇာဘာသာရေးများနဲ့ဥပဒေဘာသာရေးများကိုလေ့လာသင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေကို intensive training လို့ခေါ်တဲ့အနည်းကသင်တန်း10ရက်တက်ရောက်စေခဲ့ပါတယ်။ဒါ့အပြင်ကျောင်းသားကျောင်းသူတွေအနေနဲ့မရှင်းလင်းနားမလည်တဲ့သင်ခန်းစာအကြောင်းအရာများကိုလေ့ကျင့်နိုင်ရန်အဝေးသင်တန်းတိုင်းမှာ student service center တွေကိုဖွင့်လှစ်ထားရှိပါတယ်။အဝေးသင်ပညာရေးရှိမှာအဝေးကရောအနီးကပါလုပ်ငန်းမှုမပြတ် electronic နည်းပညာများကိုပေါင်းဆက်သင်ကြားပို့ချပေးနေတာဖြစ်လို့အဝေးသင်ပညာရေးစနစ်ကို blended teaching learning system ကိုတင်စားပေါ်ပြီးကျေပြန့်စွာအသုံးပြုလာကြပြီဖြစ်ပါတယ်။ဝေးရမှာပဲပေါင်းလို့တက်လို့ကအသိပညာများအတတ်ပညာများပြင်စွမ်းဆောင်ရည်တိုးတက်သွားလာစေရန်လူမှုဆက်ဆံရေးနဲ့ပဲကျေပွေလာစေရန်ရည်ရည်ကျိုးဆောင်ပေးရရှိပါတယ်။တက်လူကနေဝေးရပြီးဖြစ်လို့မိမိတို့ကိုမိမိပညာသင်မှုဆုံးခန်းတိုင်ပြီလို့မှတ်မှတ်ယူလိုက်ကြပါတယ်။ဘောင်တို့နယ်လို့လေ့လာသင်ကြားခဲ့ရတဲ့နေရာတွေကတိမှုရဲ့အစပိုင်းလေးတော့ရှိကြပါတယ်။လေ့လာနေရာတိတိတိလိုက်တာတွေအများကြီးကျန်ရှိနေပါသေးတယ်။တက်လူကနေဝေးထုတ်ပေးလိုက်တဲ့မောင်ငယ်တို့ဟာကိုယ်တိုင်လေ့လာသင်ယူမှုမှာအလေးအကျင့်ရပြီးဖြစ်တဲ့အတွက်ဒါကိုအခြေခံပြီးမိမိတို့ရဲ့ဘဝတက်တာစဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းလို့ခေါ်တဲ့ lifelong learning အသိပညာတက်ပညာများကိုပုံကိုတိုးတက်အောင်ဆောင်ရွက်သွားကြပါလို့တိုက်တွန်းပါကြလို့ပါတယ်။ဒီနေ့ကပညာရှိဖြစ်တာနဲ့ပြီးမောင်တို့ငယ်တို့အနေနဲ့စာအုပ်စာပေတွေကနေပြီးတော့လေ့လာနိုင်တယ်လို့အင်တာနက်ကနေပြီးတော့လေ့လာနိုင်တာဖြစ်လို့လေ့လာစရာအခွင့်အလမ်းတွေအများကြီးရနိုင်တဲ့အနေအထားမှာရှိပါတယ်။ဒါကိုလည်းသတိပြုသင့်ပါတယ်။ကြည်သောသူမြင်ဖတ်သောသူသိမှတ်သောသူတိုးတက်၏ဒါကြောင့်ဖတ်ပါမှတ်ပါလေ့လာပါတွေးခေါ်မြင်သုံးသပ်ပါလို့ပါကြားလိုပါတယ်။ဘောင်ငယ်တို့အနေနဲ့စီကံရှိကြဖို့အချိန်ကိုအကျိုးရှိရှိအသုံးချကြဖို့မှတ်မှန်ပါကြလို့ပါတယ်။
အလုံးလုံးကြတဲ့နေရာမှာလည်းဝင်ထဲမှာပဲဖြစ်ဖြစ်ပုဂ္ဂလိကပြင်ပအလုပ်မှာပဲဖြစ်ဖြစ်မိမိတို့တာဝန်ယူဆောင်ရွက်တဲ့လုပ်ငန်းတွေကိုကောင်းတဲ့ကောင်းအောင်တိုးတက်တဲ့တိုးတက်အောင်ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ဆောင်ရွက်သားကြပါလို့တိုက်တွန်းပြောကြားလိုပါတယ်။မိခင်တက္ကသိုလ်ရဲ့ဆောင်ဖို့ဖြစ်တဲ့ပညာဉာဏ်ရောအလင်းဆောင်ရဆိုတဲ့အတိုင်းမိခင်တက္ကသိုလ်တွေကနေအရေးပြုအခြေတည်ပေးလိုက်တဲ့အသိပညာအတတ်ပညာတွေကိုတိုးပွားအောင်လုပ်ရင်မိမိတို့ကြောမိမိပတ်ဝန်းကျင်သက်သာကမိမိနေထိုင်ရာလူအဖွဲ့အစည်းတို့ကပါအကျိုးကျေးဇူးဆောင်ကျင်းတာဟာအမိတက္ကသိုလ်ကြီးကိုကျေးဇူးဆက်ရရောက်တယ်လို့ဆက်လက်ပညာရှာဖွေသူမိနေကြတဲ့ဒီငယ်ညီမတွေအတွက်ညှို့လေးချက်အားအင်တွေဖြစ်စေပါတယ်။ဝေးရပါမယ်ပေါ့လို့ဒီကုန်းချုပ်အနေနဲ့မှာကြားလို့တာကတော့ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရမှာနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်အများအကျိုးတိုင်းပြည်နဲ့လူမျိုးအကျိုးကိုတည်ဖို့တဲ့စိတ်ဓာတ်တိုင်းသားစည်းလုံးညီမေးစိတ်ဓာတ်ပြည်အောင်စိတ်ဓာတ်အပြည့်နဲ့ဆွမ်းစားတဲ့အိမ်တိုင်းအားတိုင်းဆောင်ရွက်ပေးကြပါဥပဒေစည်းမျဉ်းစည်းကမ်းပြုတွေနောက်ကိုလေးစားနိုင်တာတဲ့နိုင်ငံတော်ဝန်မှုဖြစ်နေထိုင်သွားကြပါအမျိုးကိုဓာတိကုန်နဲ့ရိုးရာရင်ကျင်းမှုအမွေဒလိထုံးနှန်းစင်တာတို့ကိုအမြင်ကာကွယ်ထိန်းသိမ်းထောက်ချောက်သွားကြပါလို့အလေးနဲ့ပါကြလို့ပါတယ်ဝေးရပါမယ်အားလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခအခြားသောဒုက္ခနဲ့ပြေဝကြပါစေ။မောင်တို့ငယ်တွေရဲ့ဘဝလမ်းတာယာဆောင်ယူပါစေလို့ဆန္ဒပြုရင်ဒီကုန်းချုပ်ရပါတယ်။ပေါင်းခါချုပ်ရှင်ပေါင်းခါချုပ်ဤဝေနီတပင်မိန်ခွန်းကိုစက်တင်ပုံနှိမ့်၍ရန်ကုန်ရှိပိုင်းတက္ကသိုလ်ဘောကွန်တိုင်းတွင်ခိန်းသိမ်းထားရှိရန်ပညာရေးအဖွဲ့ကဆုံးဖြတ်ပြီးဖြစ်ကြောင်းအစီရင်ခံအပ်ပါသည်ပေါင်းခါချုပ်ရှင်ဝေဒီတပင်ခန်းတော်ကိုရုပ်သိမ်းပေးပါရန်ပန်ကြားအပ်ပါသည်ဝယ်နေတွေကိုရုပ်သိမ်းပြီး
Thank you.